90တို့ရွာရနေပြီးတော့ surprise box နှစ်ခုပို့လိုက်ပါတယ် ribbon ဆောက်ဖောက်လို့ရပါတယ်ဒါ ribbon အတွက်တော့ရည်ရွယ်ထားဆိုတော့ ribbon ဆောက်ဖောက်ပါမယ် ပြောင်းနေဒါပြောင်းနေ Yes. ဒါရှာမယ် ribbon ဒါရှာနော်မမြုပ်ပေး1 2 ကိုဆွဲလိုက်တော့ Cool. Ayo, chill. ဘာကြီးလဲ โอ้ ဒါ local made လုံးဝစစ်စစ်ပါ90တို့ရွာနေပြီးတော့ ribbon တွေဖန်တီးထားပြီးအရာအရင်လေးကြိုက်တယ်လို့ပြောလိုက်တာဒါလေးကဒါ ribbon တွေဖန်တီးထားပြီးရပါအမလေးဟဲ့ Season. မစီနဲ့ That one's also mine, I think. ဒါမမဟာ Yes. အော်အများကြီးပဲဒီမှာတစ်ထုပ်ဒီမှာလည်းတစ်ထုပ် ဒီအောင်အရင်ဆုံးထုတ်ပြီးတော့တစ်ခုချင်းစီပြန်အောင် Yep. ဒါရင်ဖောက်လိုက်ဒါရင်ဖောက်လိုက် Looks yummy to me. ဟောက်တော့ဒီတန်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  မြန်ဖောက်သိချင်တယ်အိုး Wait, there's another dog down here. ဒါဟနာအပေးတာဘကိုးမှာသွားတော့သူတို့စက်ရုံဟနာတို့ဒါ local support ဒီ business တွေကို vlog လုပ်ပြီးတော့ဟနာတို့လုပ်မယ်ဆိုပြီးတော့ဒါကိုသူတို့စက်ရုံမှာတွေ့လာကိုဒါပါသားလဲ ပထောက် ပထောက်သား Mommy, mommy, look. ဟာအများကြီးပဲဟောဒါ ribbon ထွက်လုပ်ပေးလိုက်တာသူတို့မ ငွားရုပ်လေး နွားရုပ်လေးတွေရော Come on. One. ဒီမှာ giraffe ရုပ်ကလေးတွေရောဟောကိုဒါဟိုကလုပ်လို့ရတယ်ဒါတန်လိုက်မလား Oh, that's a light. တန်လိုက်ဒီမှာရေခဲတောင်ကကတ်လို့ရတယ် Mommy. ဟာဒီမှာတော့ထပ်ရောက်ထပ်ပြောက်လာသူကဒီဘက်နဲ့ဒီဘက်တော့မတူတော့ဘူးဒီဘက်ကကျတော့သူကတန်လိုက်ဟာပါတယ်ဒီကကျတော့သူကအယုတ်ကြီးပဲတီးတက်အများကြီးပဲဒီမှာလက်ဆောင်3ခုရှိသေးတယ်4ခုလောက်ရှိသေးတယ် ဒီမှာလက်ဆောင်4ခုရှိပါသေးတယ်ကိုညံနဲ့နာမည်ထိုးထားပေးအဲ့ဆိုဟာနာပါမှာအဲ့ဒီမှာပါကြီးလဲမင်းကြိုက်လားဟာချစ်စရာလေးဟာဒီမှာဟန်နာရဲ့ဒီမှာသမင်းကြိုက်ဟန်နာရဲ့ပန်းအောင်လေး ဒါလည်းအဲ့လိုခွက်ကလေးဟန်နာဆိုပြီးတော့ check လုပ်ထားဒါဖွင့်လိုက်တော့မယ်ဒါဟန်နာဟာဒါပေးဒါဟန်နာ expect လုပ်ထားတဲ့ဟာလေးတစ်ခုပေါ့နော်သူကထိုင်ကုန်ကြီးကိုအပြက်ယူတာဟန်နာဒီမှာ bike ပေါ်တင်ထောက်နေအောင်ကိုကအယုတ်တွေဖုံပေါ်မှာတင်တာဟန်နာမှာတင်စရာမရှိ အဲ့ဒါပါစစ်သားတို့ ဘူးမဟုတ်ဘူးဟန်နာဟိုက jewelry box မှာတာကို ခိုင်းလား တတတာဒီမှာနော်ဒါဟန်နာ jewelry လေးတွေထည့်ဖို့ကွာလက်ကောက်တို့ပါတော့ညတော့အဲဒီမှာအဲ့လို velvet နဲ့ဆိုတော့ဟန်နာတို့ vlog တွေကဒီလောက်ပါပဲရှင်ဒီနေ့ဘူးတွေထဲမှာထွက်လာတဲ့ပစ္စည်းလေးတွေပါကျေးဇူးအများကြီးတင်ပါတယ်အကြိုက်ဆုံးကတော့ဒါကြီးလည်းကြိုက်ပါတယ် ribbon စီးလို့မရအောင်နော်စီးလို့မရအောင်ကလေးထွက်ပဲဒါမဲ့အလှထား baby လည်းစီးလို့မရအောင် Yes. ကျေးဇူးအများကြီးတင်ပါတယ်ရှင် ribbon thank you ပြောလာအောင်မ aunty ကို thank you ပြောလာတာ Auntie, thank you. အယုတ်တွေအများကြီးထည့်ပေးလိုက်တယ် thank you ပါလို့အမီနော်ဟဲ့အမီကဲဟုတ်ပြီဆိုတော့ဟနာ vlog လေးဟာဒီမှာပဲနှုတ်ဆက်ပါတယ်ချစ်တာ